သွေးကင်ဆာပြန်ရည်ချင်းကင်ဆာတွေအခြားသောသွေးရောဂါတွေဖြစ်တဲ့တက်လက်ဆီမီးယာ aplastic anemia multiple myeloma စတဲ့ရောဂါဝေဒနာရှင်တွေအတွက် bone marrow transplant လို့ခေါ်တဲ့ urine ချင်းစီအစားထိုးကုသမှုကနောက်ဆုံးထားပြီးစဉ်းစားရတဲ့ကုထုံးတစ်ခုဆိုတာဟုတ်ပါလားဒါဆိုရင်တော့မဟုတ်ပါဘူးရှင်၎င်းရောဂါဝေဒနာရှင်တွေအတွက် bone marrow transplant ဆိုတဲ့ urine ချင်းစီအစားထိုးကုသမှုကအဓိကထားပြီးထိတ်ဆုံးဝါစဉ်းစားရမယ့်ကုထုံးတစ်ခုဖြစ်ပါတယ်အဲ့တော့ bone marrow transplant လုပ်တဲ့အခါမှာနာကျင်မှုရှိသလား bone marrow transplant လုပ်တဲ့အခါမှာကျမတို့ရဲ့တမန်ရိုးကျတွင်းတယ်လို့ပဲဖြစ်တဲ့အတွက်နာကျင်မှုဝေဒနာကိုမခံစားရပါဘူးရှင်အဲ့တော့ bone marrow transplant လုပ်မယ်ဆိုရင်သွေးအုပ်စုကတော့ထပ်တူညီဖို့လိုသလားပေါ့နော် bone marrow transplant လုပ်တဲ့အခါမှာပေးတဲ့လူနဲ့လက်ခံတဲ့လူရဲ့သွေးအုပ်စုကထပ်တူညီစရာမလိုပါဘူးရှင်ဒါပေမဲ့ဘာတူညီဖို့လိုလဲဆိုတော့ human leukocyte antigen လို့ခေါ်တဲ့ HLA ကတော့တူညီဖို့လိုပါတယ်အဲ့တော့ HLA ကတော့100ရာခိုင်နှုန်းတူဖို့လိုသလား100ရာခိုင်နှုန်းတူလို့လည်းရတယ်100ရာခိုင်နှုန်းမတူလို့လည်းရပါတယ်အခုမှနောက်ပိုင်းမှာ haploidentical bone marrow transplant လို့ခေါ်တဲ့ဟာကြီးပေါ်ပေါက်လာပြီးဖြစ်ပါတယ်အဲ့တော့ bone marrow transplant လုပ်ပြီးပြီဆိုရင်ရောဘာတွေယူဆိုင်ရမလဲ bone marrow transplant လုပ်ပြီးပြီဆိုရင်တော့ကျမတို့က infection ဝင်တဲ့ပိုးဝင်တာတွေယူဆိုင်ရမယ်ပြီးသွားတဲ့အခါမှာကိုယ်နေထိုင်သွားလာစားတောက်တာတွေကကိုကအင်မြူကျနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ရောဂါပိုးတွေအလွယ်တကူဝင်နိုင်အောင်ယူဆိုင်ရမယ်ပြီးတော့follow up တွေကိုလည်းချိန်ပြန် regular ပြရမယ်ဒါတွေကိုလုပ်မယ်ဆိုရင်တော့နောက်ပိုင်းမှာ quality of life ကကောင်းလာပြီးတော့လူကောင်းတိုင်းကိုပြန်ရမှာဖြစ်ပါတယ်အဲ့တော့ bone marrow transplant လုပ်မယ်ဆိုရင်သူ့ရဲ့ success rate အောင်မြင်မှုနှုန်းကဘယ်လောက်ရှိလဲဒါကတော့ကိုယ့်ရဲ့ယောဂတစ်ခုနဲ့တစ်ခုမတူသလိုအဆင့်ပေါ်မှာလည်းမူတည်ပါတယ်ပုံမှန်ကတော့ bone marrow transplant success rate က around 90% မှာရှိပါတယ်အဲ့တော့ bone marrow transplant လုပ်မယ်ဆိုရင်ဘယ်နိုင်ငံတွေမှာသွားပြီးတော့လုပ်လို့ရတယ်လဲဆိုရင်ကျမတို့ Together Medical Service နဲ့ချိတ်ဆက်ထားတဲ့အိန္ဒိယနိုင်ငံနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ bone marrow transplant center တွေမှာသွားပြီးတော့တွားရောက်လုပ်ကိုင်နိုင်ပြီးဖြစ်တယ်ဆိုတာကိုသတင်းကောင်းလေးပါလိုက်ရပါစေရှင်